ရွာထဲမှာဝတ်တက်လာတာ10နှစ်ရှိပြီအခုတော့လက်ထပ်ဖို့လင်းယောက်ျားတယောက်ရှာနေတာကလေး2ယောက်လဲယူကျင်တဲ့ကျေးရွာလူကြီးကကျမရဲ့ဝတ်သားဆိုင်ရှိထိလူငယ်တယောက်ကိုခေါ်လာပေးတယ်ရှုသခင်မလေးနင်လိုချင်သလားမလိုချင်ဘူးလားသူ့ကိုကြည့်လိုက်တော့ဘာမှလည်းမတည်နိုင်လေးပင်လဲမမနိုင်နဲ့ရိပ်မိတယ်မျက်နှာတစ်ခုပဲကြည့်ကောင်းတာသူ့လက်မောင်းတွေကကျမခြေထောက်တွေထက်တောင်တေးသေးလေးတကယ်ပဲတစ်ခုခုအတွက်အသုံးဝင်ပါမလားအဲ့ဒီလူငယ်ကကျမညင်းလိုက်မှကိုကြောက်နေတဲ့အတိုင်းပဲအမကျွန်တော်အသုံးဝင်ပါတယ်တကယ်အသုံးဝင်ပါတယ်နောက်မှတီးလိုက်ရတာကသူကတကယ်ကိုအသုံးဝင်လုံးပါတယ်ကျွန်တော်ကိုကလေးတယောက်လောက်ပေးပါနော်ကျွန်တော်ကိုဘယ်တော့မှမထားခဲ့ပါနဲ့ကျမနာမည်ကရှုချင်းရွာထဲမှာဝက်သားတိုင်ဖွင့်ထားတယ်ကျမတို့မိသားစုက30တိုင်ဝက်တက်လာတာကျမကမိန်းကလေးဖြစ်လို့ငငယ်ကလေးကမိဘတွေကကောင်းကောင်းမွန်မွန်အိမ်အောင်ကြဖို့စာတင်စီခြင်းခဲ့တာပြီးမှမောင်လေးတယောက်မွေးပြီးဝက်တက်တဲ့သား9ယောက်နဲ့ဒီလုပ်ငန်းကိုဆက်ခံစီခြင်းတာဒါပေမဲ့ပြင်းထန်တဲ့ယောဂတစ်ခုကတန်မဏိလိုလူသားဖြစ်တဲ့တရွာလုံးမှာအတော်ဆုံးဝက်တက်သမားဖြစ်တဲ့ကျမအဖေကိုလဲပြိုစေခဲ့တယ်ကျမအမေလည်းကျမရေးထိခိုက်သွားပြီးဆက်မလုပ်နိုင်တော့ဘူးအဖေရဲ့ဇာပနပြီးတဲ့နောက်ကျန်တဲ့ငွေကအနိုင်နဲ့မပြည့်တပြေး6လစာပဲခံတယ်ဒါကြောင့်9နှစ်တိုင်စာတင်ခဲ့တဲ့ကျမဟာအသက်16နှစ်မှာအဖေရဲ့ဓာတ်ကိုကင်ပြီးဝက်တက်သမားဖြစ်လာခဲ့တယ်အဖေကအရက်ရှိတော့ကျမလည်းအခုအရက်1မီတာ80ကျော်ရှိတယ်အမြဲတမ်းတက်ရက်ရက်နဲ့အစင်သင့်ဖြစ်နေတတ်ပြီးလက်ထဲမှာတက်နဲ့ဓာမကြီးတစ်ချောင်းနဲ့ခွန်အားပြည့်နဲ့လွှဲခုတ်တက်တဲ့လူတွေကကျမကိုမယုံကြည်တဲ့မျက်လုံးတွေနဲ့ကြည့်ကြရဲရှုသခင်မလေးကအရက်တော့ရှိပါရဲ့ဒါပေမဲ့တကယ်စာတက်ပြီးတတ်မဟုတ်လားဝတ်တက်နိုင်ပါမလားဟုတ်ပါမလားညာရအောင်မြင်ငယ်ဖြစ်ပဲလိုက်ခဲ့ပါတော့နင့်ကိုရောနင့်အမေကိုပါတက်လုံးကြွေးထားမယ်မင်းကလေးတယောက်ကဝတ်တက်တယ်လို့ဝေဖန်တဲ့တွေကိုကျမကယူမဆိုင်ဘူးတိုင်မှာချီနှောင်ထားပြီးမရက်မနာအော်နေတဲ့ဝက်ကိုပဲစိုက်ကြည့်နေခဲ့တယ်အဲ့ဒီနေ့ကနိုင်ဝက်မဖြစ်ခင်မှာပဲအကုန်လုံးကိုအပြက်ရှင်းလိုက်ပြီးသားငါးတွေကလည်းမျက်စိတမိတ်အတွင်းမှာပဲကုန်သွားတယ်ကျမချက်ချင်းနာမည်ကြီးသွားတယ်တရေတလုံးမှာတူးရဲတော့အမျိုးသမီးဝက်တက်သမားပေါ့ရတဲ့ဝင်ငွေကသားမီး2ယောက်စားဖို့ရောအမေအတွက်စေးဝါဝယ်ဖို့ပါလုံလောက်တဲ့အမေကကျမကိုတက်လုံးဝက်တက်သမားမဖြစ်စေချင်ဘူးပညာရှိလေးရဲ့အိမ်ကိုဝက်သားတစ်ချမ်းယူသွားဖို့စိတ်ဆက်ကြောင်းလန့်မှုကိုတည်စေဖို့ကျမကိုအတင်းကျပ်ခိုင်းနေတာပေမဲ့လေးရဲ့မိဘတွေကကျမဝက်တက်သမားဖြစ်တာကိုအထင်သေးပြီးဘာမှမသိချင်အောင်ဆောင်ရင်းပယ်ကြတယ်အာဓမခူးတဲ့အတီးကမချို့ဘူးလို့တွေးမိပြီးလက်လျှော့လိုက်တာပဲကောင်းပါတယ်လို့ဆုံးဖြတ်လိုက်တယ်ကျမကဝက်တက်သမားဖြစ်ဆက်နေမယ်ရှင်ကတော့အရာရှိအဖြစ်ဆက်နေပါဘသူကမှတယောက်ကိုတယောက်မပတ်သက်ကြပါမှထပ်ပြောစရာမရှိဘူးဆိုပြီးအသားတွေကိုပြန်တယ်လာခဲ့တယ်ကျမဝမ်းနေနေလိမ့်မယ်လို့အမေကထင်နေတာဒါပေမဲ့တကယ်တော့ကျမစိတ်ထဲမထားပါဘူးပြန်တယ်လာတာတော့သေးတာပေါ့ဝက်သားတစ်ချမ်းဆုံးရှုံးရပြီလို့အောက်မိနေတာဝက်သားတစ်ချမ်းတောင်ပဲလေးဒီလိုနဲ့ဝက်တရင်ဆက်နှစ်ကုန်လွန်သွားတယ်အသက်23နှစ်ယောက်တော့အမေကအိမ်မှာကြည်ကြတာမရက်တော့ဘူးနင်ကငါတို့ရဲ့တူးရဲတော်သမီးနင်အိမ်အောင်မပြုတ်ရင်ရှုမိသားစုအဆက်ပြတ်သွားမှာငါတေးလိုက်တာကမှမြတ်အောင်မယ်တမလွန်မှာနင့်အဖေမျက်နှာကိုငါဘယ်လိုပြရမလဲအမေကမရက်မနာကြီးတွားနေတော့တာနာကိုဥနေတာပဲဒါကြောင့်ဟုတ်ခဲ့ပါကောင်းပါပြီအမေပဲရှာပြီးကြည့်ဖို့ခေါ်လာခဲ့ပါကျမသဘောကျရင်ယူမယ်သဘောမကျရင်တော့ကြည်ရှင်းတာပေါ့အဲ့ဒါကိုကြားတော့အမေရဲ့ယောဂဝေဒနာတွေအကုန်ပြောက်ပြီးလမ်းတောင်တွတ်လမ်းနိုင်သွားတယ်ပွဲစားရှာပြီးဟိုဒီလျှောက်သွားကာသားတို့သားလောင်းတွေကိုလိုက်ကြည့်ကြတယ်ဒါပေမဲ့တင့်တော်တဲ့သူတယောက်မှရှာမတွေ့ဘူးတချို့ကမိသားစုနောက်ခံမကောင်းတချို့ကြတော့ကျမဝက်သက်သမားဖြစ်တာကိုလက်မခံပဲဝက်မတက်ဖို့တောင်းဆိုကြတယ်ပြီးတော့ကျမတို့ကတမက်အဖြစ်အိမ်ခေါ်တင်မှာကိုကြားရင်မောင်းတောင်ထုတ်လိုက်ကြသေးတယ်ဒီဘက်ခင်မှာဘသူကမှတမက်အဖြစ်အိမ်လိုက်မနေချင်ကြဘူးတခြားရွေးချယ်စရာမရှိတော့တဲ့သူမှလွဲလို့ပေါ့အဲ့ဒီနေ့ကဆိုင်မှာဝက်သားရောင်းနေတော့ကျေးရွာလူကြီးကလူငယ်တယောက်ကိုခေါ်ပြီးရောက်လာတယ်ရှုသခင်မလေးလင်ယောက်ျားလိုချင်သလားမလိုချင်ဘူးလားကျမအကြောင်းအမ်းသွားတယ်ဒါကိုစင်းဒီတုံးပေါ်စိုက်ထားခဲ့ပြီးအေဘရွန်ကိုချွတ်ကထွက်ကြည့်လိုက်တယ်အဲ့ဒီလူငယ်ကအသက်20ဝန်းကျင်လောက်ရှိပုံရတယ်မျက်ခုံးဖြောင်ဖြောင်မျက်လုံးတောက်တောက်တွေနဲ့နှံတံပေါ်ပြီးနှုတ်ခမ်းပါးပါးလေးရှိပေမဲ့အရန်ပိန်တဲ့အသားကဖြူဖွေးနေပြီးနှုတ်ခမ်းကအရန်နေတယ်သပင်ကတော့ကျမစံပင်ထက်တောင်နူးညံ့သေးတယ်နှစ်ခွဖြစ်နေတာတပင်မှမရှိဘူးဒါလင်ယောက်ျားရှာတာလားမရရှာတာလားဒါပေမဲ့သဘောကျစရာတစ်ချက်တော့ရှိတယ်ကျမကိုယ်တိုင်ကအရက်1မီတာ80ကျော်ရှိတာဒီကောင်လေးကကျမထက်ကောင်းတဝက်မကပိုးရှိတယ်ဒါကကျမတို့ရွာမှာနေတိုင်းမြင်ရတဲ့အရာမဟုတ်ဘူးအရင်ကကျမအိမ်အောင်မကြနိုင်ခဲ့တာဒီလိုအရက်ရမ်းရှိနေတာကြောင့်လည်းပါတယ်ဒီတယောက်ကတော့ကျမကိုညင်းမှာမဟုတ်တာတေချာတယ်ဒါကြောင့်သူ့အသက်ဘဲကလည်းမိသားစုရှိလားလို့မေးမလို့ရှိသေးသူကအရင်ဦးအောင်ပြောလိုက်တယ်ကျွန်တော်ကိုထမင်းကျွေးမယ်ဆိုရင်သဘောတူပါတယ်ကျေးရွာလူကြီးကရှင်းပြတယ်တောင်ပေါ်မှာဆေးမြစ်ရှာရင်းနဲ့ဒီကောင်လေးကိုကောက်ရတာကောင်းကိုထိခိုက်မိပြီးသူဘသူလဲဆိုတာမမှတ်မိတော့ဘူးတန်ရာတွေရှိနေလို့ဆေးဝါးတွေလိုအပ်တယ်အဲ့ဒါကပတ်စံကုန်တယ်ငါအိမ်မှာကလူဦးရေများပြီးစားတာလည်းများတယ်နောက်ထပ်လူတယောက်ကိုမကျွေးနိုင်တော့ဘူးပြီးတော့သူကလူငယ်လေးကိုပြောတယ်သူမနဲ့လိုက်သွားရင်နင်သားစားရလိမ့်မယ်လူငယ်လေးကတရွေးမျိုးချလိုက်တယ်ကျမတွေးလိုက်မိတယ်နင်းတကယ်ပိုက်စာနေတာပဲဘသူကမှကန့်ကွက်တာမရှိတာကိုကျေးရွာလူကြီးမြင်တော့စကားနည်းနည်းပြောပြီးထွက်သွားတယ်မင်္ဂလာဆောင်တဲ့အခါငါ့ကိုမင်္ဂလာဝိုင်တောက်ဖို့ဖိတ်ဖို့မမေ့နဲ့အောင်နော်ဒါပေါ့ဆိုပြီးကျမကဝက်သား1ကီလိုနဲ့ငွေပြား5ပြားကိုကျေးဇူးတင်တဲ့အနေနဲ့ပေးလိုက်တဲ့ဝက်သားဆိုင်ထဲမှာကျမတို့2ယောက်ထဲကြံခဲ့တယ်ဘေးမှာထိုင်ပြီးသူ့ကိုတေချာစိုက်ကြည့်နေမိတယ်သူ့မျက်နှာကတကယ်ကိုချောမောလှပါတယ်ရိုးရှင်းတဲ့အထည်အလိပ်အဝတ်စားတွေကိုဝတ်ထားပေမဲ့မျိုးရိုးကောင်းကလာမန်းတီတာတဲ့လက်မှာအတမတွေရှိနေတာကလက်နက်ကင်ဆွဲပူးတဲ့ပုံပဲသူ့ပုံစံကခင်တလောက်မနှဲပါဘူးရွာနောက်ကတောင်ပေါ်မှာဓမြတွေရှိတယ်သူ့ကိုတောင်ပေါ်မှာဒဏ်ရာတွေနဲ့တွေ့ခဲ့တာဆိုတော့မှတ်ဉာဏ်ပြောင်းနေတာတကယ်ပဲလားဘသူသိမှလဲဒါကြောင့်သူ့ကိုစမ်းတက်ဖို့ဆုံးဖြတ်လိုက်တဲ့နေကရမ်းပိန်တာပဲတကယ်ရောငါအိမ်မှာအလုပ်လုပ်နိုင်ပါမလားငါတို့ကအပြင်းထူတဲ့သူတွေကိုအလကားမကြွေးဘူးလုပ်နိုင်ပါတယ်အဲ့ဒါကိုတက်တေပြဖို့ကျမရဲ့ရှိမှရင်ကျမရဲ့ဝက်သက်ခုံကြီးကိုမပြလိုက်တဲ့အဲ့ဒီခုံကအလေးချိန်ကီလိုရာနဲ့ချီစီးတာသူကလက်တစ်ဖက်ထဲနဲ့မှလိုက်တာကျမကိုတော့အရှက်ရစေတယ်ဟဲ့နင်သမက်အဖြစ်အိမ်လိုက်ရမှာကိုသိတယ်မလားဆိုလိုတာကနင်ငါ့ကိုလက်ထက်ရမှာရှုမိသားစုကနင်ကိုအစားအသောက်ဝတ်အစားကျွေးမွေးမယ်ပြီးတော့ကလေးတွေကငါမျိုးရိုးအမိကိုခံယူရမယ်ဟုတ်ကဲ့ကျေးရွာလူကြီးကျွန်တော်ကိုရှင်းပြထားပါတယ်မမတမဏိလိုမျိုးသမီးကျမရှက်တောင်ရှက်သွားတယ်ငါကိုအဲ့လိုမခေါ်ပါနဲ့ငါတို့မင်္ဂလာမဆောင်ရသေးဘူးရောင်းဖို့ဝက်သားကလည်းတိတ်မကြံတော့တာမို့ဆိုင်ပိတ်လိုက်တယ်မယောင်းရသေးတာတွေကိုထုတ်ပိုးပြီးအိမ်ကိုတည်လာခဲ့တဲ့လမ်းမှာသူကကျမကိုခိုးခိုးကြည့်နေတာမရက်ဘူးကျမလည်းရင်ထဲမှာတမျိုးကြီးခံစားနေရတယ်နင့်နာမည်ဘသူလဲအသက်ဘယ်လောက်ရှိပြီလဲဘဲကလဲဆိုတာမသိဘူးနင်တခါမှဝက်သားမမြင်ဘူးလားသူကနှုတ်ခမ်းကိုဆေးလိုက်တဲ့ကျေးရွာလူကြီးကပြောဘူးတယ်လူတွေစားလို့ကြံတာကိုခွေးတွေကျွေးတယ်ခွေးတွေစားလို့ကြံတာကိုကျွန်တော်စားရတာလေကျမရဲ့အတန်ကချက်ချင်းကျဲလောင်သွားတော့တယ်အဲ့ဒီရွာလူကြီးကကျမကိုဒီလောက်ရက်ရောနဲ့လင်းယောက်ျားတယောက်ရှာပေးတယ်ဆိုကြတဲ့ကသူ့တပည့်ကိုကျမစီလာရောက်နေတာကိုကျမကလည်းသူ့ကိုငွေရင်းကား5ပြားတောင်ပေးလိုက်သေးတယ်အရင်ကဆိုကျမအနာဂတ်လင်းယောက်ျားကိုစားချင်းစားကြံတွေပဲကျွေးခဲ့တာသူကပိန်နာမဟုတ်ပဲငှက်ပြက်အောင်ထားခံရလို့သူကျမကိုယ်လုံးကိုစိုက်ကြည့်နေတာကိုလည်းကျမမမှုတော့ပါဘူးကဲအိမ်ပြန်ပြီးထမင်းသွားစားကြစို့ဒီနေ့ကစပြီးရှင်ကရှုမိသားစုဝင်ပဲငါရှုချင်းချင်းတယောက်အသက်ရှိသေးရတော့ရှင်ကိုအသားမပြတ်စေရဘူးအဖေဆုံးပြီးနောက်မှာအမေကအပြင်းထန်ထားခဲ့တာ
10 နှစ်လောက်ကြာတော့မှအမေကပြန်ပြီးကျမ်းမာလာတာအဲ့ဒီအချိန်မှာအမေကအိမ်နောက်ဖေးမှာဟင်းသီးဟင်းရွက်တွေလီးရင်အိမ်နီးနားချင်းနဲ့စကားလက်ဆောင်ကြနေတာကျမရက်ရှည်ရှည်ယောက်ျားတစ်ယောက်ကိုခေါ်လာတာမြင်တော့အမေကတော်တော်လေးအံ့ဩသွားတယ်သမီးဘာလို့ဒီလောက်စောစောပြန်လာတာလဲအသားတွေအစောကြီးကုန်သွားလို့လားပြီးတော့ဒီကောင်လေးကဘာတူလဲရွာလူကြီးကခေါ်လာပေးတာအမေတမက်လုပ်ဖို့တဲ့အမေဘယ်လိုထင်လဲအမေကထိုင်ကုန်ကနေစပရိန်လိုဝုန်းကနဲ့ထရက်လိုက်ပြီးကောင်လေးကိုဆွဲကာတကူလုံးကိုအနှံ့လိုက်ကြည့်တော့တယ်အလိုကောင်လေးကချောလိုက်တာဒီမျက်နှာလေးကိုလည်းကြည့်အောင်ဒီကိုလုံးကိုလည်းကြည့်အောင်တမက်လေးမင်းနာမည်ဘယ်လိုခေါ်လဲမသိဘူးဒါဆိုအသက်ဘယ်လောက်ရှိပြီလဲငါသမီးထက်တော့နည်းနည်းပုံနေအောင်မဲ့ပုံပဲမသိဘူးအမေကကျမကိုတစ်ဖက်ဆွဲခေါ်သွားပြီးသူ့ကောင်းကိုညွှန်ပြတယ်သမီးဒီကောင်လေးကခေါင်းတိတ်မကောင်းတာတော့မဟုတ်ပါဘူးနော်ကျမအမေကတော်တော်လေတယ်ကျမထက်လည်းအသက်ကိုကြီးပြီးဝါရင်တယ်ဒါကကျမလုံးဝမစင်စားမိတဲ့အချက်ပဲကောင်လေးကကြည့်ရတာတီတီတန့်တန့်ရှိပေမဲ့စကားနှခုံးပဲပြောတတ်တယ်မသိဘူးမမှတ်မိဘူးအဲ့ဒါကိုတွေးမိပြီးကျမလည်းသူ့ကိုတိုက်ရိုက်ပဲမေးလိုက်တယ်ဟေ့မင်းကအယူတော့မဟုတ်ပါဘူးနော်အဲ့ဒီစကားကိုကြားတော့သူ့မျက်နှာမှာကြောက်ရွံ့တဲ့အရေးအယောင်တွေထင်ဟပ်သွားတယ်အာမင်းကအယူတကယ်ဖြစ်နေတာပဲနှမျောလိုက်တာကျမရဲ့အသား1ကီလိုနဲ့ငွေရင်းကား9ပြားကိုသမီးလေးမလောပါနဲ့အောင်ကောင်လေးကနည်းနည်းတော့ထုံပေမဲ့ကြည့်ရတာတိတ်မသိတာပါဘူးရွာလူကြီးကပြောတယ်သူကောင်းကိုထိခိုက်မိလို့ဒီလိုဖြစ်သွားတာတဲ့အဲ့ဒါကသူမွေးရပါအယူမဟုတ်ဘူးဆိုတဲ့သဘောပေါ့နောက်ကြရင်မွေးမဲ့ကလေးတွေအပေါ်တက်ရောက်မှုမရှိနိုင်ပါဘူးတကယ်လားပြီးတော့သူကကျမအင်ဂျီလက်စာကိုဆွဲတယ်မမကျွန်တော်ဗိုက်စာပြီးအသားစားခြင်းနဲ့အမေကတော်တော်လေးသဘောကျသွားပြီးအသားကိုယူကာမီးဖို့ချောင်းထဲဝင်သွားတော့တယ်တမက်ကောင်းလေးစောင့်နေဦးနော်ရောက်ခမကမင်းအတွက်အသားချက်ပေးမယ်ငါရဲ့အသားစတူးကတော်တော်အရသာရှိတာချင်းချင်းကအရန်ကြိုက်တယ်ကျေးဇူးတင်ပါတယ်ရောက်ခမအမေကတော်တော်သဘောကောင်းတာပဲမမအမေကကျွန်တော်အမေပဲလို့ရွာလူကြီးပြောတယ်တကယ်တော့ရွာလူကြီးကသူ့ကိုကောင်းကောင်းမဆက်ဆံခဲ့ပေမဲ့တုံတင်ဆုံးမှာတော့တော်တော်တယ်အလုံးမလုံးရင်ထမင်းမစားရဘူးဆိုတဲ့စီကံကိုသူစိတ်ထဲမှာဆွဲမြဲနေတာပဲအမေဟင်းချက်နေတော့အဲ့ဒီအယူကရေခတ်တယ်ထင်းခွဲတယ်မီးမွေးတယ်ပြီးတော့စပွဲနဲ့မီးဖို့ကိုတန်ရှင်းရေးလုပ်တယ်ရောက်ခမကတမက်ကိုပိုပြီးချစ်လာတတ်ကြတယ်လို့ပြောကြတာပဲအမေကသူ့ကိုအသေးလဲသဘောကျနေပြီတကယ်ကိုအလုပ်ကြိုးစားတဲ့တမက်ကောင်းလေးပဲသူစားဖို့အသားစတူးရဲ့ဖတ်ထုတ်တချို့ရဲ့လုပ်ပေးအောင်မယ်တမက်လေးကအရန်ပိန်နေတာပဲရောက်ခမကမင်းခန္ဓာကိုပြန်လဲကောင်းမွန်လာအောင်ကြက်စုပ်ပြုတ်ချက်ပေးမယ်တမက်ကောင်းလေးကလည်းခေါင်းကိုတစ်ဆက်ဆက်ညစ်ရင်အလုပ်ကိုပိုပြီးတွတ်တွတ်လုပ်တော့တယ်မင်းအဲ့ဒီချက်ကဥကိုထားတာမဟုတ်ဘူးလားတခြားဟာတွေမွေးလို့ရတာပဲငါတမက်ကောင်းလေးကိုဘယ်လိုလုပ်နဲ့ထားရမှာလဲဒါပေမဲ့သူကအယူလေအမေကကျမကိုပြန်ဖြောင်းဖြတယ်သူကောင်းထိထားတာမှန်ပေမဲ့အရန်အလုပ်ကြိုးစားတယ်ဦးတူတူဖြစ်နေပေမဲ့စိတ်တဘောထားကောင်းတယ်မကောင်းတဲ့အကျင့်စရိုက်တွေရှိမှာမဟုတ်ဘူးသူ့ကိုတစ်သက်လုံးမင်းပေးမှထားမယ်ဆိုမကောင်းဘူးလားမင်္ဂလာဆောင်မဲ့ရက်ကိုမြင်မြင်ရွေးပြီးငါ့ကိုမြင်မြင်မြင်မွေးပေးစမ်းပါငါတန်တုံးမြန်တုံးလေးမှာကူထိန်ပေးရအောင်မင်းကဝတ်တက်ပြီးအသားရောင်ဒီယူကတော့အိမ်မှာနေပြီးလူကြီးနဲ့ကလေးတွေကိုပြုစုပေါ့ကျမစဉ်းစားကြည့်တော့လေဟုတ်နေတာပဲအဲ့ဒီယူကကြည့်ရတာတိတ်မလဲပေမဲ့အရန်ချောတယ်သူကြီးပွားချမ်းသာလာဖို့ဒါမှမဟုတ်နာမည်ကြီးလာဖို့ကျမမမျှော်လင့်ပါဘူးအိမ်ကိုစောင့်ရှောက်ဖို့အရက်ရှိရှိနဲ့တန်တန်မာမာရှိုံတင်ကျမအတွက်လုံလောက်ပါပြီအိမ်မှာယောက်ျားတစ်ယောက်ရှိနေတာကလူတွေအတင်းပြောတာနဲ့လာနှောက်ယှက်တာတွေကိုကာကွယ်ပေးနိုင်တယ်ဒါကြောင့်ကျမလည်းသဘောတူလိုက်တယ်ဟဲမင်းမဲဖြစ်စေတော့အယူလေးမင်းကအရက်လဲရှည်ဗလာလဲတောင်းတော့မင်းကိုအာရှမ်းလို့ခေါ်မယ်မင်းရဲ့နာမည်ကငါမျိုးရိုးနာမည်နဲ့ဆိုရင်ရှုအာရှမ်းဖြစ်မယ်သဘောပေါက်လားသူကလှည့်ကြည့်ပြီးကျမကိုပြုံးပြတယ်သဘောပေါက်ပါပြီတွားလေးတွေကဖြူဖွေးပြီးညင်ညာနေတာပဲမနာလို့စရာကြီးသူတမျက်စိလဲရင်းကျမကိုခိုးကြည့်နေတာကျမမြင်လိုက်တယ်ကျမသူ့ကိုလက်တီးပြလိုက်တယ်တေးသေးချာချာလဲအပြင်းမထူနဲ့အာရှမ်းကခေါင်းငုံပြီးပိုးပြီးကြိုးကြိုးစားစားလှဲတော့တယ်သူ့မှာမကုန်ခန်းနိုင်တဲ့ခွန်အားတွေရှိနေတယ်လို့ပဲတမက်ကိုမျှော်နေခဲ့တဲ့ကျမအမေကတော့စပွဲအပြည့်ဟင်းတွေပြင်ဆင်ထားတယ်အာရှမ်းကအသားစတူးပကံကြီးကိုမြင်တော့တတွေးတွေတရေတွေယိုလာတယ်ဒါပေမဲ့သူကကြည့်ကောင်းလို့တရေကျနေတာတောင်တူလေးကင်ထားတာကြည့်လို့ကောင်းနေတော့ပဲကျမတို့ပကံလေးကိုအသားလုံးအကြီးကြီးတုံးထည့်ပေးလိုက်တယ်အာရှမ်းကပကံကိုဆွဲပြီးကြောင်တစ်ခုလေးသွားစားမလို့လောက်တာကိုကျမကသူ့လေပင်ကိုဆွဲပြီးစပွဲမှာပြန်ထိုင်ခိုင်းလိုက်တယ်အမေကစိတ်မကောင်းဖြစ်သွားတယ်ဒီတနာစရာကောင်လေးကရွာလူကြီးအိမ်မှာဘလောက်တောင်ဒုက္ခရောက်ခဲ့လဲမသိဘူးထိုင်ပြီးစားခွင့်တော့မရခဲ့ဘူးထင်တယ်အာရှမ်းကခေါင်းမပေါ်တန်းစားနေပြီးအယူတယောက်လိုပြုံးပြတယ်အမေကလည်းပျော်နေပြန်ရောအစားကောင်းကောင်းစားတဲ့ကလေးတွေကိုငါသဘောကျတယ်ဒါပေမဲ့ခဏနေတော့အမေမျက်နှာကအပြုံးတွေပျောက်သွားတယ်ဘာလို့လဲဆိုတော့အာရှမ်းကခမင်းတအိုးလုံးအသားစတူရောကျက်စွပ်ပြုတ်ပါအကုန်ပြောင်းတလင်းခါအောင်စားပစ်လိုက်လို့ပဲသူနဲ့နေတာဘလောက်တောင်ကြပြီလဲသမီးဒီတမက်ကအစားပလုတ်တုတ်ကြီးဖြစ်မနေဘူးလားဒါပေမဲ့အမေကပြန်တွေးပြီးပြောတယ်ဟဲစားပါစေငါတို့စီးပွားပြတ်မသွားပါဘူးနောက်ထပ်သားတယောက်ရတယ်လို့ပေါ့ဖြည်းဖြည်းစားနေအောင်မယ်ခမင်းစားပြီးနောက်အမေကသူ့ကိုရေချိုးဖို့ရေနွေးအိုးကြီးကြီးတွေပေးတယ်တမက်လေးအဲ့ဒီအဝေးဟောင်းအဝေးဆုပ်တွေကိုချွတ်လိုက်မင်းကရုတ်တရက်ကြီးရောက်လာတော့မင်းရောက်ကတိရဲ့အဝေးဟောင်းတွေကိုပဲဝတ်ထားလိုက်အောင်မနှက်ဖြန်ကြရင်ချင်းချင်းကမင်းအတွက်အဝေးစားတစ်တွေဝယ်ပေးလိမ့်မယ်အာရှမ်းကအဝေးဆုပ်တွေဝတ်ထားပေမဲ့တန့်ကြံပြီးကြည့်ကောင်းနေတော့မယ်အမေကရေနွေးအိုးကြီးကြီးနဲ့တဲပေးတာကိုသူအကုန်သုံးပစ်တယ်သူရေချိုးခန်းထဲဝင်သွားတာတော်တော်ကြာတဲ့အထိပြန်မထွက်လာဘူးအမေကစိတ်ပူလာတယ်ပြီးတော့ရေလျှော်ဖို့သူ့အဝေးစားတွေကိုတခါတည်းယူခဲ့ပေးပါအောင်နဲ့သူ့မှာတခုခုဖြစ်လို့လားကျမသွားပေးတာရဲတင်းလုံးရမကြဘူးလားဘာဖြစ်လဲသူကမင်းရဲ့ယောက်ျားဖြစ်တော့မှာပဲဥစ္စာအဝေးစားသွားပေးတာပဲလေဒါတင်မကသေးဘူးသူကအယူပဲကျမသူ့ကိုမကောင်းတာလုပ်လိုက်မယ်လို့ထင်နေတာလားပြီးတော့ကျမတကားဖွင့်လိုက်တဲ့အချိန်မှာအာရှမ်းကခုံတန်းရပေါ်မှာခြေထောက်နှစ်ဖက်ကိုကားပြီးထိုင်နေတာကိုကျမမြင်လိုက်ရတယ်ပြောရရင်တော့တကယ်ကိုအံ့ဩဖို့ကောင်းတာပဲကျမခင်ပွန်းလောင်းက3လလောက်ရေမချိုးရသေးဘူးဒါကြောင့်လည်းရှင်ဒီလောက်တောင်ကြနေတာကိုရှင်ကိုညီလိုလားလို့မေးတော့အာရှမ်းကရေမှုတ်ကိုကမ်းပေးပြီးရေလောင်းပေးဖို့အချက်ပြတယ်
ကျမကလုပ်ပေးချင်လို့တော့မဟုတ်ပါဘူးသူကိုယ်တိုင်ပဲမျက်စိမိတ်ပြီးကူညီဖို့တောင်းဆိုခဲ့တာပါကျမလည်းသူ့နောက်မှာရက်ပြီးရေမှုန့်နဲ့ရေလောင်းချပေးလိုက်တယ်သပင်တွေမှာတော့စက်ပြမြုပ်တွေအပြည့်ပဲအမားရွေးမရှိအောင်မျက်လုံးလေးနည်းနည်းဖွင့်ကြည့်လိုက်မိတော့အင်းပြောရရင်တော့ဒီတောင်းကနေကြည့်ရင်ပိုလို့တောင်ခန့်ညားထင်ရှားနေပါသေးတယ်ကျမလည်းကျန်းစာတွေကိုနှစ်အတော်ကြာဖတ်ရှုဘူးသူမို့အာရှမ်းကျမရှေ့မှာရေချိုးနေတာကိုမြင်ရတာအပြစ်ရှိတယ်လို့ခံစားရတယ်အဝိစားနဲ့ဆိုပိန်ပိန်လေးထင်ရပေမဲ့အဝိစားမရှိတဲ့အခါကျတော့ကြွက်သားတွေကြီးပဲအကုန်းကကျဲပြီးခါးကသေးတယ်ခြေတန်းရှိရှိနဲ့တင်ပါကလည်းတင်းရင်းနေတာပဲသူကလူတူတူမို့ဘာမှနားမလည်ဘူးလို့ထင်မိတာဟာကျမရဲ့ဆရာကိုမလေးမစားလို့ရကြလိမ့်မယ်မမြင်အပ်တာကိုမကြည့်နဲ့မကြားအပ်တာကိုမကြားနဲ့မပြောအပ်တာကိုမပြောနဲ့မလုပ်အပ်တာကိုမလုပ်နဲ့လို့ပဲစိတ်သွင်းနေရတယ်အာရှမ်းကတော့ကျမရဲ့စိတ်ထဲကရုန်းကန်မှုကိုနားမလည်ရှာပဲခေါင်းလဲကြည့်ပြီးကြောင်တောင်တောင်လေးစိုက်ကြည့်နေတယ်မမဘာတွေပြောနေတာလဲတဲ့ကျမပြင်ကိုထွက်လာတော့အမေကအံ့ဩတကြီးနဲ့လှမ်းမေးတယ်သမီးနင်းမျက်နှာကဘာလို့ဒီလောက်တောင်နေရဲနေရတာလဲပြီးတော့ဒီလောက်နင်းနဲ့မှအဝတ်စားတွေဘယ်ယူသွားမလို့လဲတဲ့ဦးလို့ပါအမေမြစ်ထဲမှာရေသွားချိုးမလို့ဘာမှမဖြစ်ပါဘူးခဏနေပြန်လာခဲ့မယ်လို့ပြောခဲ့ရတယ်အဲ့ဒီညကမြစ်ထဲမှာတနာရီနီးပါးလောက်ရေစိမ်နေခဲ့တယ်ခန္ဓာကိုယ်ကအပူချိန်တွေကျသွားတဲ့အထိပဲဒါပေမဲ့ပြန်စဉ်းစားကြည့်တော့တခုခုတော့မမှန်တယ်လို့ပဲသူကပဲအဝတ်ပလာနဲ့ကျမကိုလာမြူဆွဲပြီးရင်ဘက်ကိုရေလောင်းပေးဖို့တောင်းဆိုခဲ့တာမဟုတ်လားအဲ့ဒါကိုဘာလို့ကျမကပဲဒီကိုလာပြီးရေအေးနဲ့အေးဆက်အောင်ရေချိုးနေရတာလဲဒီရှက်မရှိတဲ့လူပြန်ရောက်ရင်တော့တွေ့ပြီးသားမှတ်တော့ကျမရေထဲကနေချက်ချင်းမုန်းကနေထအဝတ်လဲပြီးပြန်လာခဲ့တယ်သူ့ကိုစုပူကျိန်းမောင်းပစ်ချင်တာမျိုးသားတွေရဲ့ကျင့်ဝတ်တိတ်ခါကိုစောင့်ထိန်ဖို့နဲ့မျိုးသမီးတယောက်ရှိမှဒီလိုပလာချင်းမပြဖို့ပြောမလို့ပဲဒါပေမဲ့သူကကျမရဲ့အခန်းထဲမှာအိပ်ပျော်နေပြီကျမလည်းနည်းနည်းစိတ်တူသွားပြီးအမေဘာလို့သူ့ကိုသမီးခန်းထဲမှာပေးတိတ်ထားတာလဲလို့မေးလိုက်တယ်အမေကနားမလည်နိုင်တယ်လို့ကြည့်ပြီးငါတို့မှာအခန်းကနှခမ်းပဲရှိတာလေနင့်အခန်းမှာမအိပ်ရင်ငါအခန်းမှာလာအိပ်ရမှာလားတဲ့အေးသွားပြီဖြစ်တဲ့ကျမမျက်နှာကပြန်ပြီးပူထူလာပြန်တယ်ဒါပေမဲ့သမီးခန်းထဲမှာမအိပ်တင်ဘူးလေကျမတို့လည်းမထက်ရသေးဘူးကိုလို့ပြောတော့အမေကတိတ်သွားတယ်နင်တို့ကိုဒီညအတူတူအိပ်ခိုင်းတယ်လို့ငါမပြောပါဘူးနင်ကငါနဲ့အတူတူလာအိပ်နှစ်ယောက်သားကြက်ကြက်လေးအိပ်ကြတာပေါ့တဲ့အဲ့ဒီတော့မှပဲကျမနားလေသွားပြီးကိုယ့်ရဲ့စိတ်ပုတ်စိတ်ရုပ်တွေကိုရှက်မိတော့တယ်အော်ဟုတ်ကဲ့အဲ့ဒါဆိုရင်လည်းကောင်းပါပြီအာရှမ်းကသမီးခန်းထဲမှာအိတ်သမီးကအမေနဲ့အိတ်မယ်ဆိုပြီးအတီးတီးအိတ်ရဝင်ခဲ့ကြတယ်နောက်တနေ့မနက်နိုးတော့အာရှမ်းကကျမအခန်းကိုဖြိုဖျဲလုပ်ထားတာတွေ့ရတယ်စာအုပ်ဟောင်းတွေမြေပြင်ပေါ်မှာပြန့်ကျဲနေပြီးကျမငယ်ငယ်ကကျောင်းစာအုပ်တွေလည်းပါတယ်အာရှမ်းလူဦးတူတူရဲ့နေမလုံးနေတာလဲလို့အော်တော့အာရှမ်းကကျမရဲ့ပစ္စည်းတွေကိုလက်ညှိုးထိုးပြတယ်ပစ္စည်းတွေကစိုးထိုင်းထိုင်းဖြစ်နေတာပါဒါတွေကိုနေပြပေးနေတာနဲ့နင်းကောင်းကိုပဲနေပြလိုက်ရှိတဲ့နေရာမှာပြန်ထားစမ်းလို့အော်မိတယ်အသက်73နှစ်အရွယ်နဲ့ဖခင်ရဲ့ဓာတ်ကိုစာကင်ကလေးကစာအုပ်တွေနဲ့အသုံးဆောင်ပစ္စည်းတွေအားလုံးကိုတင်စီထားခဲ့တာအဲ့ဒီတုန်းကအမေကနေမကောင်းဖြစ်ပြီးတေလူမျိုးပါဖြစ်နေတာစားစရာတော့မရှိတဲ့အဆုံးဘသူကစာဖက်နေတော့မှလေဒီလူဦးတူတူကတော့တညာလေးနဲ့ကျမဝက်ထားသမျှအကုန်ထုတ်လာတာပဲသူ့ကိုသူဒီအိမ်ကမိသားစုဝင်လို့ထင်နေတာလားအာရှမ်းကလူဦးတူတူဆိုပေမဲ့တော်လဲအရှက်မရှိတာပဲသူကကျမကိုကြည့်ပြီးဦးကြောင်ကြောင်နဲ့ပြုံးပြတယ်ကြပြားတွေကျန်းစာတွေကွန်ပျူတာကျန်းတွေကိုတွေ့တော့ကျမဆုံသွားရတယ်ဒီလူဦးတူတူကစာအုပ်တွေကိုသိနေတာလားဆိုပြီးနင်နာတွေဖတ်ဘူးလို့လားလို့မေးလိုက်တယ်သူကစာအုပ်တအုပ်ကိုကြပန်းယူပြီးရွတ်ပြလေးရဲ့လောကကြီးတွင်သီလတရားထွန်းကားစေလိုသောရှေးလူကြီးမွန်တို့သည်ရှေးဥစွာမိမိတို့နိုင်ငံကိုအုပ်ချုပ်ကြ၏မိမိတို့နိုင်ငံကိုအုပ်ချုပ်လိုသူတို့သည်ရှေးဥစွာမိမိတို့မိသားစုကိုစနစ်တကျပြုပြင်ကြ၏မိမိတို့မိသားစုကိုစနစ်တကျပြုပြင်လိုသူတို့သည်စိတ်ရင်းမှန်ရှိရန်လိုအပ်ပြီးစိတ်ရင်းမှန်ရှိရန်မှာအသိပညာကိုရှာဖွေရမည်ဖြစ်၏အသိပညာဟူသည်အရာကသိန်းကိုစူးစမ်းလေ့လာခြင်း၌ရှိ၏အုပ်စိုးသူဖြစ်ပါကတနာညာတာပါလက်အောက်ခံဖြစ်ပါကရိုသေခန့်ညာပါသားသမီးဖြစ်ပါကလှုပ်ကြွေးပြုစုပါမိဘဖြစ်ပါကမေတ္တာထားပါအိမ်နီးနားချင်းချင်းဖြစ်ပါကရိုသားဖြောက်မပါတဲ့ကျမနောက်ထပ်စာအုပ်တော်တော်များများကိုထပ်စစ်ဆေးကြည့်တော့သူ့အကုန်လုံးသိနေတာပဲအမေကလည်းသူကစာတက်ပေတက်တယောက်ပဲလို့တအံတော်ရည်ရွတ်တယ်အာရှမ်းကအားလုံးကိုအမှန်တမ်းရွတ်ပြနိုင်တာမြင်တော့စိတ်ထဲမှာအကြီးကျယ်ရိုသေလေးစားမှုဖြစ်ပေါ်လာမိတယ်တောင်းပန်ပါတယ်အရင်ကနင့်ကိုဓမြလို့ထင်ခဲ့တာဒါပေမဲ့အခုတော့မဟုတ်မှန်းသိပါပြီနင်ကဓမြဖြစ်ခဲ့ရင်တောင်မှအရေးချင်းတွေကိုဖုံးကွယ်ထားတဲ့အစွမ်းထက်သူတယောက်ဖြစ်မှာပါလို့ပြောမိတယ်အရင်ကတော့အင်ကိုဘလိုလင်ယောက်ျားမျိုးပဲရောက်လာရပြီလို့ထင်ခဲ့တာဒါပေမဲ့အခုတော့ဒီလောက်အထိပေါ်ပေါ်ဆဆမလုပ်တင်ဘူးလို့တွေးမိတယ်နောက်ကြောင်မရှင်းတဲ့လူကိုယူလို့မဖြစ်ဘူးဒါကြောင့်ဒီနေ့ဆိုင်မဖွင့်တော့ပဲအာရှမ်းကိုရွာထဲခေါ်သွားလိုက်တယ်ရွာထဲရောက်တော့အိမ်နီးနားချင်းတွေကလှမ်းနှုတ်ဆက်ကြတယ်ချင်းချင်းရောက်လာပြီလားတမတ်အစ်စ်ကိုနင့်အဖေရဲ့ဦးစီခေါ်လာတာလားတဲ့ကျမကရွာလူကြီးကိုရှာနေတာကိစ္စရှိလို့ပြောပြီးအာရှမ်းကိုရွာလူကြီးအိမ်ခေါ်သွားလိုက်တယ်ရွာလူကြီးကအလုံးလုံးနေတော့ကျမကိုမြင်တော့လမ်းဖြန့်ပြီးကလတ်ထိုင်ပေါ်ကနေဝုန်းကနေထားရက်တယ်ချင်းချင်းနင်ဘာလို့ပြန်လာတာလဲဒီကောင်လေးဘာမှလုပ်လို့လဲတဲ့ရွာလူကြီးသမီးကဦးကြီးကိုယုံပြီးဒီအိမ်အောင်ရေးကိုစိတ်ချခဲ့တာအခုတော့ရှင်းဘက်ကလေးညာတာပဲဒီကောင်လေးကလူဦးတူတူကြီးလေရှင်ကဒီလိုပဲအောင်သွဲပေးတာလားသမီးပေးခဲ့တဲ့ပတ်စံနဲ့ဝက်သားတွေအတွက်ဦးကြီးလိပ်ပြလုံးရဲ့လားလို့မေးလိုက်တယ်တူမကြီးဟာမင်းဦးကြီးမှလည်းရွေးချယ်စရာမရှိလို့ပါနင်းရဲ့ကွယ်လွန်သူအဖေမျက်နှာကိုထောက်ထားပါအောင်လို့သူကဆိုတဲ့အဖေအကြောင်းပြောလိုက်တိုင်းကျမဝမ်းနေရတယ်ဦးကြီးသမီးကိုတေချာရှင်းပြချက်မပေးရင်သမီးဒီကနေမပြန်ဘူးလို့ပြောလိုက်တယ်အာရှမ်းကတော့ဒီလိုကိစ္စမျိုးကြအကဲခတ်မြန်သားကျမပြောတာကြားတာနဲ့ခုံတခုံယူလာပေးတယ်ကျမထိုင်လိုက်တာနဲ့ရေတစ်ခွက်လာချပေးပြန်တယ်ကြည့်ရတာသူရွာလူကြီးအိမ်မှာအလုပ်တော်တော်လုပ်ခဲ့ရပုံပဲရွာလူကြီးကပြတလဲနဲ့ချွေးတွေပြန်လို့ချင်းချင်းမြမကိုလိုချင်တာလဲအာရှမ်းကလိမ္မာပါတယ်နည်းနည်းဦးလာတော့အမှန်ပဲဒါပေမဲ့ရုပ်ချောတယ်လေသူ့ကိုယောက်ျားအဖြစ်ယူလိုက်ရင်နေမရှုံးပါဘူးတဲ့ဒါကရှုံးတာနိုင်တာနဲ့မဆိုင်ဘူးသူကဘာတူလဲဘဲကလာလဲဆိုတာတေချာစုံစမ်းရမယ်တကယ်လို့သူ့ကိုယူပြီးမှသူ့မိသားစုကလိုက်လာရင်သမီးပါလို့ရမလဲဦးကြီးရဲ့အတ္တတစ်ခုတည်းအတွက်ပဲစဉ်းစားပြီးသမီးကိုမိဘုံထဲတွန်းပို့လိုက်တာပဲလို့ပြန်ပြောလိုက်တယ်မြမလှုပ်ချင်လို့လဲလို့ရွာလူကြီးကမေးတယ်ကျမလည်းကြောကနေတန်းနဲ့ဓာကြီးကိုဆွဲထုတ်ပြီးခုံပေါ်ကိုစိုက်ချလိုက်တယ်သူ့ကိုဘယ်မှာတွေ့ခဲ့တာလဲဘယ်ကနေကောက်ရတာလဲသူ့ကိုတွေ့တော့ကဘာဝတ်စားတွေဝတ်ထားတာလဲသူ့စီမှာဘာတွေပါလာလဲအကုန်လုံးသမီးကိုအမှန်တိုင်းပြောပြပါ
ပြောရင်တော့လူကုန်ကူးမှုနဲ့အာဏာပိုင်တွေစီသွားတိုင်မယ်လို့ချင်းချောက်လိုက်တယ်ရွာလူကြီးကကျမစကားကိုကြားတော့မျက်နှာတစ်ခုလုံးဖြူရောသွားပြီးပြန်ပြေဖို့ပြင်ပေမဲ့ထဲကနေငိုတန်တစ်ခုထွက်လာတယ်အာရှန်ကိုကျွန်တော်စီပဲထားခဲ့ပေးပါနောက်ကြရင်သူ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံပါမယ်အာရှန်ပေါ်ကောင်းကောင်းမွန်မွန်ဆက်ဆံပါမယ်နိုင်မဲတဲ့ဘာကိစ္စမှထပ်မလုပ်တော့ပါဘူးတဲ့အထဲကနေစကားပြောနေတာကရွာလူကြီးရဲ့သားဖြစ်သူလေးလွင့်အမှုသမားနာဘူးကောင်ပဲသူမကြီးရာမင်းဦးကြီးကတကယ်ပဲမတက်တာလို့ပါဦးကြီးသားဖြစ်သူရဲ့အကျိုးအတွက်လုံးမိတာပါလို့ရွာလူကြီးကပြောတယ်ကျမနားမလည်နိုင်ပေမဲ့အတော်လေးစိတ်ထိခိုက်သွားရတယ်ကျမကဒီကိုရန်လုပ်ဖို့နဲ့ရွာလူကြီးကိုချင်းချောက်ဖို့လာခဲ့တာဒါပေမဲ့ရွာလူကြီးကစိတ်ရင်းကောင်းရှိတာတွေ့တော့အာရှန်ကိုခေါ်ပြီးမြန်ပဲပြန်ကျင်စိတ်ပေါက်လာတယ်ရွာလူကြီးကကျမရဲ့အကြံကိုရိပ်မိပြီးထုတ်ပိုးထားတဲ့အထုပ်ကမ်းပေးတယ်တူမကြီးဒီမှာအားလုံးရှိတယ်ပြီးတော့ငါသားကိစ္စကိုတော့သူတစ်ပါးကိုမပြောပါနဲ့လို့တောင်းပန်ပါတယ်သူကငါရဲ့တူလေးတော်သားမှုလို့ပါတဲ့စိတ်ချပါသူအာရှန်ကိုမထိခိုက်ခဲ့ပါဘူးလို့ကျမကပြောတော့ရွာလူကြီးကအာရှန်ကသူ့ခြေထောက်ကိုရိုက်ထိုးလိုက်တာလေနင်ပေးတဲ့ငွေ၅ပြားကိုလည်းစေးပိုးဝါခါထဲသုံးလိုက်ရလို့မရှိတော့ဘူးအဲ့ဒါကိုတော့လာမပြောနဲ့တော့တဲ့သမီးကဘာလို့လာပြောရမှာလဲလို့ပြောပြီးပစ္စည်းတွေကိုကောက်ယူကအမြန်ပဲပြေးထွက်လာခဲ့တယ်ဦးကြီးဒီနေ့သမီးရိုင်းပြမိသွားတယ်စိတ်ချပါဒီကိစ္စကိုဘယ်သူမှသိမှာမဟုတ်ပါဘူးဟဲကျမတို့အပြင်ထွက်လာတာကြားပြီးအမေလည်းထမင်းစားဖို့စောင့်နေလိမ့်မယ်သမီးတို့သွားပြီလို့ပြောပြီးအာရှန်ကိုဆွဲကရွာလူကြီးအိမ်ကနေအမြန်ဆုံးပြေးထွက်လာခဲ့ကြပါတော့တယ်ရွာပြင်ကိုရောက်လာခဲ့ပေမဲ့အခုထိရင်တုံလို့မဆုံးသေးဘူးတော်သေးတာပေါ့ရွာလူကြီးဖြစ်နေလို့မဟုတ်ရင်အာရှန်ရေမင်းကိုဖမ်းချုပ်ထားကြမှာမင်းကကြည့်ရတာတော့ဦးတူနဲ့ဒါပေမဲ့ခွန်အားကတော့တကယ်ကြီးတယ်ရွာလူကြီးသားရဲ့ခြေထောက်ကိုတော့မင်းရိုက်ချိုးပစ်လိုက်တယ်လေသူကငါတင်ပါကိုလာကင်တာကိုတော်ပါတော့ထပ်မပြောနဲ့တော့တကယ်ရှက်ဖို့ကောင်းလိုက်တာရွာလူကြီးရဲ့သားကယောက်ျားချင်းစိတ်ဝင်စားတဲ့သူဖြစ်နေလိမ့်မယ်လို့တခါမှမတွေးမိခဲ့ဘူးဒါကြောင့်မို့လို့ဆရာလီရဲ့နောက်ွယ်ကနေလိုက်နေတာကိုဆရာလီကဘာတူလဲအဲ့ဒီအောက်တန်းကြတဲ့တစ္ဆာဖောက်အကြောင်းကိုမပြောနဲ့တော့အာရှန်မင်းပိုက်စာပြီလားဟုတ်ပိုက်စာပြီဒီနေ့ဖြစ်ပျက်ခဲ့တာတွေကငါ့ကိုတကယ်ထိတ်လန့်သွားစေတာပဲထိတ်လန့်လွန်းလို့ထမင်းတော်နှစ်ပန်းကန်ပို့စားမိတယ်အာရှန်ရေတကယ်ထိတ်လန့်စရာပဲယောက်ျားတွေလည်းကိုတတိထားပြီးနေကြရမယ်အမေကမြစ်တာရှေ့ထားပြီးသူ့ပကံထဲကိုအသားတွေထည့်ပေးရှာတယ်ဒီတနာစရာလေးခမများမှလည်းဒုက္ခတွေအများကြီးကြုံခဲ့ရရှာတာမြများစားတော့ဘိုက်ပြေသွားရင်မကောင်းတဲ့အကြောင်းအရာတွေအကုန်မေ့သွားလိမ့်မယ်ကျမလည်းရွာလူကြီးပေးလိုက်တဲ့အထုပ်ကိုဖြည့်ကြည့်လိုက်တယ်အထဲကအဝတ်အစားတွေကပိုးသားအချောထည်တွေပဲဒီလိုဝတ်စုံတစုံဆိုရင်တိုင်း100လောက်တန်တယ်ဒါအပြင်ကြောက်စိမ့်တစ်ခုလည်းပါသေးတယ်အဲ့ဒါကကြောက်စိမ့်ဖြူဖြစ်ပြီးထူးဆန်းတဲ့ဒီဇိုင်းနဲ့တစိမ့်တုံးပုံစံမျိုးထွင်းထူထားတာအဲ့ဒီပုံမှာကျင်းနာရှမ်းဆိုတဲ့စာလုံးပါတယ်အဲ့ဒါမင်းရဲ့နာမည်လားမသိဘူးမမှတ်မိဘူးကျမတန်တရားဖြစ်မိတာကတော့အာရှန်ဟာချမ်းသာတဲ့မိသားစုကနေလမ်းပြောက်လာတဲ့သခင်လေးတစ်ယောက်ဖြစ်ရမယ်ကျမအာရှန်ကိုခေါ်ပြီးအစိုးရရုံးစီကိုသွားခဲ့တယ်လူပြောက်ကြော်ညာဘာညာရှိသလားဒါမှမဟုတ်ချမ်းသာတဲ့မိသားစုတစ်ခုခုကမိသားစုဝင်ပျောက်ဆုံးသွားကြောင်းလာတိုင်ထားတာရှိသလားလို့သွားမေးတာပေါ့အရာရှိကတော့အိတ်ချင်မှုတုနဲ့တန်းဝေရင်တိုင်ချက်ဖွင့်မယ်ဆိုရင်ဖောင်ဖြစ်ခဲ့ပြီးသတင်းဆောင်နေလိုက်လို့ပြောတယ်ကျမလည်းကြောက်စိမ့်ကိုထုတ်ပြပြီးဒီပစ္စည်းကဘယ်ကလာလဲသိပါသလားသူ့မိသားစုကသူ့ကိုလိုက်ရှာနေတာလဲဖြစ်နိုင်တယ်လေလို့မေးလိုက်တယ်အရာရှိကကြောက်စိမ့်ကိုမြင်လိုက်တာနဲ့မျက်လုံးတွေဝင်းခနဲဖြစ်သွားပြီးလူယူကိုလက်ကမ်းလိုက်ရင်ဟေးဒါကတော်တော်တန်ဖိုးရှိတာပဲငါ့ကိုပေးမြို့တော်ဝင်ကိုတေချာစစ်ဆေးခိုင်းလိုက်မယ်တဲ့မဟုတ်တာမလိုပါဘူးကျမတို့ဘာသာပဲလိုက်ရှာလိုက်ပါမယ်လို့ပြောပြီးအာရှန်ကိုဆွဲကအမြင်ပြေးထွက်ခဲ့တော့တယ်ကျမတို့နေတဲ့နေရာကစင်းရဲတဲ့အရက်ဖြစ်ပြီးရုံးကလူတွေကလည်းဘာသုံးဝင်တာမှလုပ်ပေးကြတာမဟုတ်ဘူးကျမလည်းစဉ်းစားကြည့်ပြီးစာရေးပေးတဲ့ဆရာကြီးစီမှာစာရွက်နဲ့စုပ်တန်သွားတောင်းလိုက်တယ်အာရှန်ရဲ့မျက်နှာပုံကိုဆွဲပေးနားမှာကြောက်စိမ့်ပုံကိုဆွဲပြီးတော့ကျင်ညာပုံမှာသွားကတ်ထားလိုက်တယ်ရှုသခင်မလေးမင်းရဲ့လက်ရည်ကတော်တော်လှတာပဲဝတ်တက်တဲ့အလုပ်ကိုရက်ပြီးငါနဲ့တူတူစာရေးတဲ့အလုပ်ပဲလာလုပ်ပါလားလို့ဆရာကြီးကပြောတယ်ဒီဆရာကြီးကငငယ်ကလေးကစောင်းမေးပွဲအောင်မြင်ခဲ့တဲ့သူပါမလုပ်ပြရစီနဲ့ဆရာကြီးရဲ့ဒီမှာကစီးပွားရေးကတိတ်မကောင်းတာဆရာကြီးရဲ့ဖောက်တယ်တွေကိုကျမမလူချင်ပါဘူးလို့ပြန်ပြောလိုက်တယ်ကျမပြန်ဖို့အလုံးမှာပဲအာရှန်ကမရှိတော့ဘူးကျမလည်းလိုက်ရှာလိုက်တာတကြားလုံးဆိုင်ရှိမှရောက်နေတာကိုတွေ့လိုက်ရတယ်သခင်လေးတကြားလုံးလိုချင်လို့လားလို့ဆိုင်ရှင်ကမေးတော့ကျွန်တော်မှပတ်စံမရှိဘူးတဲ့လူကဖြစ်ကြီးဖြစ်ပြီးတကြားလုံးဝယ်ဖို့ပတ်စံတော့မရှိဘူးလားမမတဲ့ကျမလည်းပတ်စံတပြားထုတ်ပြီးတခုဝယ်ပေးလိုက်တယ်တကြားလုံးကိုယူပြီးအာရှန်ကိုဆွဲကာထွက်လာခဲ့တယ်အာရှန်ကတော့တကြားလုံးလေးစားပြီးပြောနေတာပဲမိသားစုကိုမရှာတွေ့တာကိုလည်းစိတ်မပူဘူးသူကတော့ဂယုမဆိုင်ဘူးပေါ့ဒါပေမဲ့ကျမကတော့စိတ်ပူတာပေါ့မင်းတကယ်ပဲဘာမှမမှတ်မိဘူးလားမင်းဖေနဲ့အမေနာမည်ကဘလို့ခေါ်လဲလို့မေးတော့မမှတ်မိဘူးတဲ့မမလည်းမြည်ကြည့်ပါဦးဆိုပြီးတကြားလုံးကိုကျမနှုတ်ခမ်းထားလာတိုးပေးတယ်မစားဘူးငါမစားဘူးမင်းမဲစားပါလို့ပြောလိုက်တယ်အာရှန်ကကျမမျက်နှာမှာတကြားနည်းနည်းပေးနေတာကိုမြင်တော့အနားတိုးလာပြီးကျမနှုတ်ခမ်းထောင်ကိုရှာနဲ့တက်ပေးလိုက်တယ်ပြီးတော့မှသူ့တကြားလုံးကိုဆက်စားနေပြန်ရောကျမကတော့မျက်နှာတစ်ခုလုံးပူထူပြီးကြောင်အန်းကကြံခဲ့တော့တယ်ဘာလို့ငါ့ကိုတန်ရှင်းပေးဖို့ရှာကိုတုံးရတာလဲယောက်ျားနဲ့မိန်းမမထိတွေ့ရဘူးဆိုတာ तू မသိဘူးလားမသိဘူးရွာကလည်းတေးသေးလေးဆိုတော့အားလုံးကတယောက်နဲ့တယောက်သိကြတယ်အခုတင်ဖြစ်သွားတာကိုလူတိုင်းမြင်သွားပြီးကျမတို့ကိုဝိုင်းအောင်လာကြတော့တယ်ချင်းဒါမင်းရဲ့ယောက်ျားလားကန်ကောင်းလိုက်တာဒီလူငယ်လေးကတော်တော်ချောတာပဲတကယ်ကိုလိုက်ဖက်တဲ့စုံတွဲပဲဦးလေးတို့ဒေါ်လေးတို့ရဲလူကုန်အလဲမှာနန်းတာကမတင်တော်ပါဘူးရှက်စရာကြီးချင်းမင်္ဂလာပွဲကိုဘယ်တော့ဖိတ်မှလဲနှမျောစရာပဲချင်းရဲ့မင်္ဂလာဆောင်တကြားလုံးတွေဘယ်တော့ကျွေးမှလဲအိမ်ကမထွက်ခင်အမေကအာရှန်အတွက်အဝတ်အစားအသစ်နှစ်စုံဝယ်ပေးဖို့မှာလိုက်တာကိုတတိယသွားတယ်ဒါကြောင့်အလှလိုနေလို့ဆိုပြီးသူ့ကိုခေါ်ထုတ်လာခဲ့တယ်အာရှန်ကအရက်ရှည်တော့ချုပ်ပြီးသားအသင်းဝတ်တွေကသူနဲ့မတော်ဘူးအချုပ်ဆိုင်မှာအတိုင်းတာနဲ့အထူးမှချုပ်ဖို့ကလည်းဈေးကြီးတော့မတန်ဘူးအထည်စားဝယ်ပြီးငါဘာသာပဲချုပ်ပေးတာပိုကောင်းပါတယ်အာရှန်မင်းကြိုက်တဲ့အယောင်တယောင်ရွေးလိုက်လို့ပြောတော့သူ့မျက်လုံးတွေကပြောင်ပြောင်လက်ပိုးထည်စားပေါ်ကျသွားတယ်အဲ့ဒါကမရဘူးဈေးကြီးလို့နဲ့နောက်မှပေးဖို့ပတ်စံမရှိဘူးလို့ပြောတော့အာရှန်ကလှည့်ပြီးအနီအောင်ပိတ်စာကိုယူပြန်ရောဒီလူငယ်လေးကအမြင်ရှိသားပဲမင်္ဂလာဆောင်မဲ့သူတွေကဒီအထည်ကိုဝယ်ကြတာလေမမအဲ့ဒါကိုဝယ်မလားနောက်ဆုံးတော့အစိမ်းရောင်တစားနဲ့အပြာရောင်တစားကိုပဲဝယ်ပြီးပြန်လာခဲ့တယ်
အဲ့ဒီပိတ်ဆနှစ်ဆကိုအမေနဲ့အိမ်နီးနားချင်းရှမ်းတော်လေးတို့ပူပေါင်းပြီးတမွန်းတဲ့အတွင်းမှာပဲအာရှမ်းအတွက်ဝတ်စုံအပြည့်တစုံချုပ်ပေးလိုက်ကြတယ်။အမေသမီးပါသတင်းမှစုံစမ်းလို့မရဘူး။သမီးရဲ့ဆက်ပြီးမစုံစမ်းပါနဲ့တော့မင်္ဂလာဆောင်တာကျင်းပလိုက်ပါ။အာရှမ်းကယောက်ျားကောင်းတစ်ယောက်လို့အမေထင်တယ်။အလုပ်လဲလုပ်တယ်သမီးကလည်းတိတ်ပြီးစီစားမကြောင်ပါနဲ့။ဒီဘက်ခေတ်မှာအင်ကိုတမက်အဖြစ်ဝင်နေခြင်းတဲ့သူရှာဖို့ကမလွယ်ဘူး။ဒေါ်လေးရဲ့သမီးဆိုရင်သမီးထက်တစ်နှစ်တောင်ငယ်သေးတယ်။အခုတတိယမြောက်ကလေးတောင်ရတော့မယ်။လာမဲလာကြရင်အမေသွားပြီးမိဖွားပေးဖို့ကူညီရအောင်မယ်။သမီးလည်းမြန်မြန်လို့ဦးမှာပေါ့။သမီးအမေလည်းမြေးချီခြင်းလာပြီးသူကခေါင်းထိကြိုက်ထားလို့ဘာမှမမှတ်မိဘူးဆိုတာကိုသူတို့ကိုဘယ်လိုပြောရပါမလဲ။တကယ်လို့သူကအရေးကြီးတဲ့လူကုန်ထန်တစ်ယောက်ဖြစ်နေပြီးငါတို့ကဒီလိုလိန်ညာလိုက်တယ်လို့ဖြစ်သွားရင်ကောလက်ထက်လိုက်တာကအခွင့်ကောင်းယူရကြသွားပြီးနောက်မှသူကအတိအမှတ်မပြုတော့ရင်ပတ်ဝန်းကျင်မှာအဆက်ကွဲစရာဖြစ်လာလိမ့်မယ်။ကျမတခုခုပြောမလို့လုပ်နေတော့မှာပဲ။အာရှန်တယောက်အစိမ်းရောင်ဝတ်စုံအစ်စ်လေးဝတ်သပင်ကိုတေးသေးချာချာတက်တက်ရက်ရက်ပြီးတင်ပြီးလက်ထဲမှာရေနွေးကြရတစ်လုံးကင်ကရောက်လာတာကိုတွေ့လိုက်ရတယ်။မေမမတော်လေးရေနွေးချမ်းတောက်ကြပါအောင်ခင်ဗျာ။အမေကြီးရေရှင်တကယ်ကန်ကောင်းတာပဲ။ဒီလောက်ကယူဆိုင်တဲ့တမတ်မျိုးရထားတာအာရှန်ကတကယ်ယောက်ျားကောင်းလေးပါ။မင်းချင်းခုတ်တာပြီးရင်နားလိုက်အောင်နော်။ဘာလို့ရေနွေးတွေလာတယ်နေတာလဲလား။လာထိုင်အောင်။အာရှန်နောက်ထပ်ရက်နေနေဆိုရင်နေကောင်းရက်သားရောက်တော့မယ်မင်းနဲ့ချင်းချင်းတို့မင်္ဂလာဆောင်ကိုတောင်းဖြားဖြားဆင်နွှဲကြရင်ဘယ်လိုလဲမင်္ဂလာဆောင်ပြီးရင်ချင်းချင်းကမင်းရဲ့ဇနီးဖြစ်လာပြီးရှုမိသားစုကမင်းရဲ့အိမ်ဖြစ်သွားမှာပေါ့မင်းကြိုက်တဲ့လောက်ဝတ်သားတွေလည်းစားလို့ရမယ်လေမင်္ဂလာဆောင်ပြီးအသားတွေစားရမယ်ပြီးတော့တကြားရီရွှန်းတဲ့တတိယိုတွေလည်းစားရမယ်ပေါ့သူ့စကားကိုကြားတော့ရှမ်းတော်နဲ့အမေတို့ဟာတယောက်ကိုတယောက်ကြည့်လိုက်ကြတယ်ဒါဆိုရင်အိမ်အောင်ပြုတ်ပြီးဇနီးတဲ့အိမ်ကိုလိုက်နေမဲ့တမက်အဖြစ်လက်ခံလိုက်ပြီပေါ့အခုကစပြီးရှုမိသားစုရဲ့အစားအသောက်ကိုစားရှုမိသားစုရဲ့အိမ်မှာနေပြီးငါတို့ချင်းချင်းရဲ့စကားကိုနားထောင်ရမယ်မင်းတို့ရလာမဲ့ကလေးတွေကလည်းရှုမိသားစုရဲ့မျိုးရိုးအမည်ကိုခံယူရမယ်တကယ်လို့မင်းသားချင်းချင်းအပေါ်တစ္ဆာဖောက်ခဲ့ရင်ကလေးလည်းမရတပြားတစ်ချက်မှလည်းမရပဲလက်ပလာနဲ့ဆင်းသွားရမယ်အာရှန်တယောက်နားလေသလားတော့မသိဒါပေမဲ့ဘာမှမစင်စားပဲချက်ချင်းကောင်းကြီးပြလိုက်တယ်အမေနဲ့ရှမ်းတော်တို့ကသူ့ကိုစားကြုတ်တစ်ခုမှလက်မှတ်ထိုးပြီးလက်ဝေပါနှိပ်ခိုင်းလိုက်ကြတယ်ချင်းချင်းမကြောက်နဲ့တနေ့နေ့မှာသူ့လူကောင်းပြဖြစ်သွားရင်တော့ဒါကသူ့လက်မှတ်နဲ့လက်ဝေပဲသူဘယ်လိုလုံးရင်းဆန်လို့ရတော့မှလဲကျမကတော့စိတ်ထဲမှာဝေခွဲမရဖြစ်ပြီးဒါဟာတကယ်ပဲမှန်ရဲ့လားလို့တွေးမိနေတယ်ကျွန်တော်မမနဲ့လက်ထက်ချင်နေကောင်းပါပြီဘသူ့ကိုမှကျမနဲ့အတင်းအဓမ္မမင်္ဂလာမဆောင်ခိုင်းပါဘူးဒါပေမဲ့သူကိုယ်တိုင်ကကျမနဲ့လက်ထက်ချင်နေတာကိုတော့တားလို့မရဘူးလေကျမတို့ကမိခင်တစ်ခုသမီးတစ်ခုဘဝဆွေမျိုးအတိုင်းဝိုင်းတိတ်မရှိတဲ့မိသားစုအသေးလေးမျိုးမင်္ဂလာပွဲကရိုးရိုးရှင်းရှင်းပါပဲအိမ်ရှိဝင်းထဲမှာတိုပူးဟင်းလျာတွေနဲ့ဝိုင်းနှင်းငယ်ပဲပြင်ဆင်ထားလိုက်တယ်အိမ်နီးနားချင်းတွေနဲ့ရင်းနှီးတဲ့ဖောက်တယ်တွေလာကြသလိုရွာလူကြီးနဲ့သူ့သားလည်းလာစားကြပါတယ်သူတို့နှစ်ယောက်ကတောင်းတနေရာမှာထိုင်နေကြပြီးသူ့သားကမင်္ဂလာဝတ်စုံနေရင်ဘက်မှာပန်းပွင့်နေကြီးနဲ့ခန့်ညားနေတဲ့သူတို့သားကိုကြည့်ပြီးကလေးတယောက်လိုငိုပါလေရောအာရှန်ကတော့ဘာမှမဖြစ်တယ်လို့ပဲအပြေးလာပြီးကျမကိုနမ်းလိုက်ပွေ့ချီလိုက်လို့တာကြောင့်ကျမဖြစ်ရှက်လုံးလို့မျက်နှာတစ်ခုလုံးနေရဲသွားတာပဲမင်္ဂလာပွဲကမကြီးကျယ်ပေမဲ့အရေးကြီးတဲ့ခန္ဓာအဆင့်ဆင့်ကိုတော့လိုလေသေးမရှိလုပ်ခဲ့ကြပါတယ်နောက်ဆုံးတော့ဧည့်သည်တွေအားလုံးပြန်သွားကြလို့ကျမတို့နားခွင့်ရပါတော့တယ်အပြင်ပေါ်ကိုပက်လက်လန်လဲချလိုက်ပြီးဘေးကအာရှန်ကိုလှည့်ကြည့်လိုက်တယ်။ဘာကြည့်နေတာလဲ။တခုခုလုတ်တက်လို့လားဟင်အင်းကျွန်တော်လည်းမလုတ်တက်ဘူး။ဒါဆိုရေမိုးချိုးပြီးအိတ်ကြရအောင်တကယ်တော့ကျမဘာမှမသိတာမဟုတ်ပါဘူး။အနည်းဆုံးတော့မျိုးသမီးเจ้าမှာနှစ်အနည်းငယ်တက်ခဲ့ဘူးလို့အဲ့ဒီလိုပုံတူပကြီးတချို့ကိုမြင်ဘူးပါတယ်။ဒါပေမဲ့ဒါတွေကစားတွေ့တက်တက်ပဲလေလက်တွေ့အတွေ့အကြုံကမရှိတလောက်မှမှတ်ဉာဏ်ပြောင်းနေတဲ့လူတယောက်ပေါ်ခွင့်ကောင်းယူဖို့စိတ်ကူးမရှိခဲ့ပါဘူး။ဒါပေမဲ့အဲ့ဒီလူတူကပဲကျမကိုခွင့်ကောင်းယူသွားခဲ့တာပါ။အစပိုင်းမှာတော့တယောက်တစ်ဖက်စီနေကြပေမဲ့နောက်ပိုင်းဘလို့ကနေဘလို့ဖတ်ထားမိလဲမသိတော့ဘူး။ဇနီးလေးနားရဲဇနီးလေးနှိပ်ပေးပါအောင်အဲ့ဒီညကကျမဖြစ်ခါရောခြေထောက်တွေပါကြေမမတက်နာခြင်းပြီးမနဲ့နေမြင်တော့မှနိုးလာခဲ့တယ်ကျမခမညာမတက်တောင်မရနိုင်ရှာဘူးဒါပေမဲ့အာရှန်ကတော့မနဲ့ခင်းမှာလက်ဆက်လန်းဆန်းလို့ခြံဝင်းကိုတမျက်စီးလေးယုံတင်မကပဲထင်းခုတ်ရေခက်ချက်တွေကိုပါအစာကျွေးပြီးနေပြီချင်းချင်းနိုးပြီလားလာစားတော့ထမင်းကို3ခါတောင်ပြန်နှွေးထားရတယ်ဒီရက်ပိုင်းသားတက်ယုံကိုပိတ်ထားလိုက်ပါအောင်မင်းတို့နှစ်ယောက်မင်္ဂလာဥခီးထွက်ပြီးရှောက်လေကြအိမ်ကအလုပ်တွေကိုအမေပဲအကုန်တောင်းဝင်ယူမယ်ကျမအံ့ဩပြီးမှင်တက်သွားမိတယ်ကျမတကယ်ပဲအိမ်အောင်ကျသွားပြီဆိုတာကိုအခုမှတတိဝင်လာတော့တယ်အသက်73နှစ်အရွယ်မှာကလေးကအဖေရဲ့ဓာတ်ကိုစကင်ပြီးနှစ်တိုင်းဝက်တက်ပြီးအသားရောင်းလာခဲ့တာနှစ်ပေါင်းများစွာမနာခဲ့ရဘူးအခုတော့ကျမအိမ်အောင်ကြပြီးသူတစ်ပါးရဲ့ဇနီးဖြစ်သွားပြီဆိုတော့ဖေဖေစိတ်အေးလက်အေးရှိစေဖို့ယောက်ျားကိုဖေဖေအုပ်ကူစီခေါ်သွားရမယ်ဒါကြောင့်ထမင်းစားပြီးတာနဲ့ငွေတိုင်ဖျောင်းတိုင်နဲ့စက်ကူငွေတွေကိုဝယ်တစ်တီးဝလံတွေနဲ့ကြော့ပွဲတွေကိုပြင်ဆင်ပြီးအာရှန်ကိုတုတ်တန်စီခေါ်သွားခဲ့တယ်လမ်းမှာဖြတ်သွားတဲ့တက်ကြီးရွယ်အိုဘိုးတယောက်ကအော်ပြောတယ်ဟေ့ချင်းချင်းမင်းကြီးပွားတိုးတက်တော့မှာပဲကျမကြောင်အန်းသွားပြီးရှင်းလို့ပဲရေရွတ်မိတယ်ဒါမင်းရဲ့ယောက်ျားလားရုပ်ရည်ကလည်းချောမောခံရပြီးအရှိန်ဝါလဲရှိလိုက်တာဒီမျက်နှာနဲ့ဆိုရင်နောက်တစ်ချိန်မှာစစ်သူကြီးဒါမှမဟုတ်ဝင်ကြီးဖြစ်မှာတေးကြတယ်ဒီဘိုးကြီးကတော့စကားတက်လိုက်တာကျမလည်းကျေးဇူးတင်စကားပဲအနိုင်ပြောပြီးကံကောင်းခြင်းတွေကုဆက်ပါစေဆိုပြီးမင်္ဂလာဆောင်တကြားလုံးတွေလက်ဆောင်ပေးလိုက်တယ်ဒါပေမဲ့အဲ့ဒီစကားကြောင့်ပဲအာရှန်ကိုနာမည်ပြောင်းတစ်ခုပေးလိုက်မိတယ်ကဲသွားကြဆိုစစ်သူကြီးမင်းဒီညဘက်ထုတ်လုပ်စားဖို့ဟင်းရွက်တွေခူးပေးပါအောင်ဒီညဇနီးလေးကနာမည်ပြောင်းခေါ်ပြီးပဲအခုကျွန်တော်ကစစ်သူကြီးမင်းပေါ့ဟင်းရွက်တွေပဲခူးစမ်းပါဖတ်ထုတ်စားခြင်းနဲ့မဟုတ်လားစားခြင်းတာပေါ့ကျမတို့လည်းဝင်းထဲမှာဟင်းရွက်တွေအများကြီးခူးခဲ့ကြတယ်အိမ်ကိုပြန်ရောက်တော့မွန်းတဲ့လူနီးပါရှိနေပြီအမေချက်ပြုတ်ပြီးလောက်ပြီးထင်ထားပေမဲ့မိဖို့ချောင်းကအေးဆက်နေတော့မယ်မိမွေးရေးနဲ့အမေပဲများသွားပါလိမ့်ဘာလို့ဘာမှမပြောဘဲထွက်သွားရတာလဲလို့တွေးနေမိတယ်အာရှန်ချင်းလာဝိုင်းကူကြဦးကျမပြေးလွှားထွက်ကြည့်လိုက်တော့အမေကတက်ကြီးရွယ်အိုဘိုးတယောက်ကိုကြောပိုးပြီးအိမ်ဘက်ကိုအမြန်လျှောက်လာတာကိုမြင်လိုက်ရတယ်ဝိုင်းကူကြပါအောင်ဒါဘာတူလဲဘယ်ကနေခေါ်လာတာလဲအမေကစိတ်သက်သာရသွားပြီးအဖိုးကြီးကိုအာရှန်စီလွှဲပေးလိုက်တယ်ခြံထဲရောက်တော့ရေတစ်ခွက်ခတ်တောက်ပြီးအလောတကြီးအမောဖြေတယ်တောင်ပေါ်မှာဟင်းရွက်ခူးနေတော့ရုတ်တရက်တောဝက်တစ်ကောင်ထွက်လာတာဒီအဖိုးကြီးကတို့ကိုကယ်လိုက်တာလေဒါပေမဲ့သူကတော့တောဝက်ဝေးတာခံလိုက်ရတယ်မြ мян စရာဝင်သွားပင်ချေမဟုတ်ရင်နောက်ကျသွားလိမ့်မယ်ဒီဟာဒီမှာတောဝက်တွေကတောင်ပေါ်ကဆင်းလေးမရှိပါဘူးစိတ်မပူပါနဲ့ကျမအခုပဲဆရာဝင်သွားပင်လိုက်ပါမယ်တောဝက်ကသူ့ပိုက်ကိုဖောက်သွားတာငါတော့ချုပ်ပေးထားပြီးတော့အယိုးချိုလဲတိုးသွားသေးတယ်နားနာနေဖို့လိုလိမ့်မယ်အခုစင်းညွှန်းရေးပေးမယ်ရှုကတော့
ကျွန်ုပ်နဲ့အတူဈေးဆိုင်ကိုလိုက်ခဲ့ပြီးဈေးမြစ်တွေလာယူပါကျေးဇူးအများကြီးတင်ပါတယ်ဆရာဝန်ကြီးဝမ်အဲ့ဒီအချိန်မှာရွာလူကြီးကအာရှန်ကိုခေါ်လာတော့ကသူ့ကိုလည်းဈေးတိုက်ဖို့လိုတယ်လို့ပြောခဲ့တာကိုသတိရသွားတယ်ဒီရက်ပိုင်းအလုပ်ရှုပ်နေတာနဲ့သူကလည်းနေကောင်းနေပုံပေါ်လို့မိနေခဲ့တာဆရာဝန်ရှိနေတော့တခါတည်းမေးလိုက်တယ်ဆရာဝန်ကြီးဝမ်ကျမရဲ့ယောက်ျားကခေါင်းထိခိုက်မိပြီးမှတ်ဉာဏ်တွေပျောက်ဆုံးနေတာပါသူ့ကိုတစ်ချက်လောက်ကြည့်ပေးလို့ရမလားရှင်ခေါင်းထိခိုက်မိတာလားတေးသေးချာချာကြည့်ပေးရတာပေါ့ဒီလူငယ်ရဲ့အပြင်တန်ရာတွေကတော့အကုန်လုံးနှီးပါတက်တာသွားပါပြီဒါပေမဲ့သူ့ဦးကောင်းနောက်ဘက်မှာသွေးခဲတစ်ခုရှိနေတယ်ဒါကြောင့်မို့လို့မှတ်ဉာဏ်တွေပျောက်ဆုံးနေတာဖြစ်ရမယ်သွေးလေပတ်မှုကောင်းစေမယ့်ဆေးမြစ်တွေညွှန်းပေးမယ်ပြီးတော့အစိုက်ကူထုံးနဲ့သူ့ရဲ့သွေးကြောမရီဒီယန်တွေကိုပိတ်ဆို့မှုပွင့်သွားအောင်စမ်းကြည့်ကြတာပေါ့ရလက်ထွက်လာမလားလို့လူငယ်လေးဒီကိုလာခဲ့အစိုက်ပေးမယ်အာရှန်ကသူ့ရဲ့ထွားချိုင်းနဲ့ခန္ဓာကိုယ်ကြီးနဲ့ကျမရဲ့နောက်မှာဝင်ပုန်းနေတယ်ဇနီးလေးကျွန်တော်အမဆိုင်ချင်ဘူးစကားနားထောင်စမ်းပါအမဆိုင်ရင်ဘယ်လိုလုပ်နေကောင်းပါလဲမင်းဘယ်သူလဲဆိုတာမသိချင်ဘူးလားမင်းရဲ့မိသားစုကိုရောပြန်မရှာချင်ဘူးလားကျွန်တော်မှဇနီးလေးနဲ့ရောက်ခမအမေရှိရင်တော်ပါပြီအမေလည်းစကားကြောင့်စိတ်အေးသွားရတယ်အယူလေးဒါပေမဲ့ယောဂါကိုတော့ကူရမှာပေါ့ဆရာဝန်ပြောသလိုအစိုက်တာကိုခံလိုက်ပါဒါဆိုရင်ဒီညမင်းအတွက်ဝတ်သားဖက်ထုံနဲ့အသားစတူးချက်ကျွေးမယ်အရသာရှိတဲ့အစားအစာတွေစားရမယ်ဆိုတာကြတော့သူကလိုလိုလားလားပဲလက်ခံလိုက်ပါတော့တယ်ဆရာဝန်ကြီးဝန်ကတော့ရွာထဲမှာအတော်ဆုံးဆရာဝန်ဖြစ်ပြီးသူ့ရဲ့အဖိုးဟာနန်းတွင်သမားတော်ဖြစ်ခဲ့ဘူးလေလို့ပြောကြပါတယ်သူ့မှာနန်းတွင်ကပေးထားတဲ့ဆိုင်းဘုတ်တောင်ရှိတာမို့တကယ်ကိုတော်တဲ့ဆရာဝန်မှာအာရှန်တယောက်ခေါင်းတစ်ခုလုံးအတွေ့အပြည့်နဲ့ထိုင်နေတာကကြည့်ရတာဖြူကြီးတစ်ကောင်တိုင်းပါပဲအာချမ်းတာလားအာချမ်းကနဖူးမှာချွေးတွေဆိုနေပြီးလက်တီးကိုတင်းတင်းဆုပ်သွားကိုတင်းတင်းကျိတ်ထားရင်မနာပါဘူးလို့ပြန်ပြောတယ်ဒါဆိုရင်ပုံမြန်မြန်တက်တာသွားအောင်အနောက်ထပ်နှစ်ချောင်းလောက်ထပ်ဆိုင်လိုက်အောင်မယ်အိမ်အောင်ကြပြီးဒုတိယမြောက်နေ့မှာတင်ကျမကတားတက်ယုံမှာဝတ်သက်နေရပြီအိမ်မှာကနေတိုင်းစေးတောက်ပြီးပတ်စံကုန်နေတဲ့လူမမာနှစ်ယောက်ရှိတာလေကျမဘယ်လိုလုပ်ပြီးနားနေနိုင်မှာလဲအာချမ်းကကျမတို့အိမ်ကိုတမက်အဖြစ်ရောက်လာတာမို့လို့သူ့အိမ်ကိုပြန်စရာလဲမလို့တလို့ရောက်ခမတွေကိုလည်းလှုပ်ကြွေးစရာမလိုဘူးကျမအမေကအိမ်မှုကိစ္စတွေအကုန်ဦးစီးတာဆိုတော့အရာရာအဆင်ပြေပါတယ်ဒါပေမဲ့အာရှန်ကစေးကားတာကိုမကြိုက်ဘူးအတီးတကြားလုံးထုတ်ထိုးလေးကျွေးမှပဲစေးတောက်တာဒါကြောင့်နေတိုင်းသူ့အတွက်အတီးတကြားလုံးတစ်ချောင်းသွားဝယ်ပေးရတယ်နောက်ဆုံးတော့မုံတေကတော့ကျမကိုမှတ်မိသွားပြီးရှုကတော့ယောက်ျားအတွက်တကြားလုံးလာဝယ်ပြန်ပြီလားဒါကသူ့အတွက်တီးတန့်ဖယ်ထားပေးတဲ့တကြားလုံးလေးပါလို့ပြောရှာတယ်လူတွေကကျမကိုကြည့်ပြီးပြုံးစီစီနဲ့ဝိုင်းစားကြတာပေါ့ဒီရွယ်ကြီးအထိဘသူကတကြားလုံးစားနေသေးလို့လဲတဲ့လူတွေကရှုကတော်ရဲ့ယောက်ျားကဦးကြောင်ကြောင်လို့ပြောကြတယ်ဦးကြောင်ကြောင်မဟုတ်ရင်ဘသူကသားသက်သမီးစီတမက်အဖြစ်အိမ်အောင်လာပြုတ်မလဲတဲ့ရှင်တို့ကမနာလို့ပြောနေတာပါရှုကတော်ရဲ့ယောက်ျားကတအားချောတာနော်ကျမသားအဲ့ဒီလိုချောတဲ့ယောက်ျားရရင်တကြားလုံးတင်မကဘူးနေတိုင်းသားတော်ကြွေးထားအောင်မယ်သူကတကြားလုံးတင်မကဘူးနေတိုင်းသားလဲစားကျင်တာလေတော်သေးတာကလွန်ခဲ့တဲ့နှစ်အနေငယ်တုန်းကကျမပတ်စံလေးနည်းနည်းစုပြီးမြေခွက်တွေဆိုင်ကန်းတွေဝယ်ထားလို့အိမ်ငါးခါရနေတာမဟုတ်ရင်ဒီလူမမာနှစ်ယောက်ရဲ့စရိတ်နဲ့တင်ကျမဘဝပြက်နေလောက်ပြီးတနေ့ကိုဝက်တကောင်တက်တဲ့စီကန်းကမလောက်တော့ဘူးထင်တယ်နှစ်ကောင်လောက်တက်မှအဆင်ပြေမယ်တောဝက်တိုက်လို့ဒဏ်ရာရသွားတဲ့အဲ့ဒီအဖိုးကြီးက3ရက်လောက်တတိမိမျောနေခဲ့တာသူမျက်လုံးပွင့်လာပြီးကျမအမေကိုမြင်မြင်ချင်းကြောက်ရွံ့လို့တောင်းတောင်းကြီးဖြစ်သွားပြီးတော့ယူနီယံမင်းလားငါ့ကိုထားမသွားပါနဲ့နော်လို့ပြောတယ်ကျမအမေလည်းတအားစိတ်မတက်မတာဖြစ်သွားပြီးအဖိုးကျမလက်ကိုလှုပ်ပါအောင်လူမားနေပြီထင်တယ်ကျမနာမည်ကရှုအားပါရှင်ပြောတဲ့ယူနီယံမဟုတ်ပါဘူးလို့ပြောလိုက်တယ်ဒါပေမဲ့အဲ့ဒီအဖိုးကြီးကငိုပါလေရောယူနီယံမင်းပါလို့ငါ့ကိုမမှတ်မိတာလဲငါ့ကိုစိတ်နာနေတော့မေးလားငါစစ်ထဲရောက်နေတော့မိမိဖွားတာကိုအချိန်မီမပြန်လာနိုင်ခဲ့လို့မင်းနဲ့ကလေးကတည်သွားခဲ့ရတာဒီနှစ်တွေတခြားလုံးငါမင်းတို့သားမိကိုစောင့်နေခဲ့တာငါ့ကိုပါမင်းတို့စီခေါ်သွားပေးပါတော့တယ်ပြီးတော့သူကကျမကိုလှမ်းကင်ပြီးဒါငါတို့သမီးလေးလားမင်းနဲ့တအားတူလာပဲလို့ပြောပြန်တယ်ကျမစိတ်ထဲကနေဟောပြအရင်တယောက်ကဦးကြောင်ကြောင်အခုတယောက်ကယူကြောင်ကြောင်အပြင်ကယောက်ျားတွေကိုရှောက်မခေါ်လာတင်ဘူးပဲလို့တွေးလိုက်မိတယ်ကျမအမေကမုံဆိုးမဖြစ်နေတာ10နှစ်ရှိပြီးဂုံတိတ်ခါကိုတအားထင်းသိမ့်တဲ့သူဒါကြောင့်ကျမတို့ကိုအမြန်လူခွဲလိုက်ပြီးအဖိုးတကယ်လူမားနေတာပါကျမအဖေဆုံးတာ10နှစ်ရှိပြီးလာပြီးပတ်သက်မှုတွေရှောက်မလုပ်ပါနဲ့လွန်ခဲ့တဲ့ရက်ပိုင်းကရှင်ကျမအမေကိုတောဝက်ရန်ကနေခဲ့ပေးခဲ့တာမမှတ်မိတော့ဘူးလားလို့ပြောလိုက်တယ်ကျမစကားကိုကြားတော့အဖိုးကြီးကတိတ်သွားပြီးလက်ကိုဖြည်းဖြည်းချင်းလှုပ်လိုက်တယ်ပြီးတော့ကျမကိုအနှဲငယ်ဥညွတ်ပြီးကျေးဇူးတင်ပါတယ်သမီးလေးငါရဲ့ရိုင်းဆိုင်မှုကိုခွင့်လွှတ်ပါယူနီယံနဲ့ကလေးကငါ့ကိုလာခေါ်တာလို့ထင်မိသွားလို့ပါငါလည်းအိုပါပြီမိမလည်းမရှိသားသမီးလည်းမရှိတနာစရာကြီးပါပဲလို့ပြောတယ်ကျမကလည်းကိစ္စမရှိပါဘူးအဖိုးတန်ရရတာကျမအမေကိုကယ်ရင်ဖြစ်တာဆိုတော့ကျမတို့တာဝန်ယူပေးပါမယ်ဒါပေမဲ့ကျမတို့အိမ်ကသေးတော့အဖိုးထင်းအိမ်ထဲမှာပဲအိပ်ရလိမ့်မယ်လို့ပြောလိုက်တော့သူကကိစ္စမရှိပါဘူးငါလူတွေအလောင်းတွေကြားထဲမှာတော့အိတ်ခဲ့ဘူးတာပဲထင်းအိမ်ဆိုတာငါအတွက်စီးစိမ်ပဲတဲ့ဒီလောက်တောင်တူတဲ့လူနှစ်ယောက်ဘယ်လိုလုပ်ရှိနိုင်မှာလဲကျမအမေကကြောက်ကြောက်လန့်လန့်နဲ့ကျမနောက်မှာပုံနေတယ်အိမ်ထဲမှာကျမအမေကိုမျက်တောင်မခတ်တစိမ့်စိမ့်စိုက်ကြည့်နေတဲ့အဖိုးကြီးတယောက်ရှိနေတာကတကယ်ပဲရှက်စရာကောင်းပြီးစိတ်နှောက်ယှက်ဖြစ်ရတယ်ဝတ်တက်နေရင်တောင်စိတ်ကအာရုံမရဘူးအာရှန်နာထောင်ဆန်းအခုကစပြီးအဲ့ဒီအဖိုးကြီးအတွက်ထမင်းအဝတ်စားနဲ့လိုအပ်တာမှန်သမျှအကုန်လုံးမင်းမဲသွားပေးသူရေချိုးရင်လည်းမင်းမဲလုပ်ပေးသူကျမအမေကိုမျက်စိကျနေတာမျိုးလုံးဝအဖြစ်မခံနဲ့ကျမပထွေးမလို့ခြင်းဘူးမင်းတေချာလုပ်ပေးရင်မင်းလိုချင်တာအကုန်ဝယ်ပေးမယ်အာချမ်းကအစားကြီးတဲ့သူစားဖို့ပဲစိတ်ထဲရှိတာကျမစကားကိုကြားတော့သူကစိတ်ချပါမိမသူတို့ကိုလုံးဝအတွေ့မခံစေရဘူးလို့ပြောတယ်ကျမလည်းသူ့ကောင်းကိုပို့ပေးရင်အာချမ်းကတအားလိမ်မာတာပဲလို့ချီးမွမ်းလိုက်မိတယ်အဲ့ဒီမှာတင်အာချမ်းကကျမအပေါ်ကိုအမိုးပြီးလဲချလိုက်ရင်မိမကျွန်တော်လိုချင်နေတဲ့ကျမမျက်နှာတစ်ခုလုံးနေရဲသွားပြီးသူ့ကုတ်ကိုဖျက်ရိုက်လိုက်တယ်ဘာတွေလျှောက်တွေးနေတာလဲအမှန်တော့အဲ့ဒီရိုက်ချက်ကမရည်ရွယ်ပဲလက်ပါသွားတာပါအာချမ်းကအဆိုင်ထားတာလဲကြပြီဆိုတော့ခေါင်းထဲကသွေးခဲကပျော်တော့ပါပြီဒါပေမဲ့ကျမလက်ချက်ကြောင့်သူမြေကြီးပေါ်လဲကြပြီးတတိမိသွားတော့တာပဲကျမတုံလို့ခြောက်ချပြီးဆရာဝန်စီအပြေးလွှားသွားရှာရတယ်ဆရာဝန်ကြီးကျမရိုက်လိုက်မိလို့ကျမယောက်ျားထိခိုက်သွားပြီထင်တယ်ကျေးဇူးပြုပြီးတေချာလေးစစ်ဆေးပေးပါအောင်တောင်းပန်ပါတယ်ဆရာဝန်ကသူ့သွေးခုံတုံးကိုစမ်းပြီးကောင်းကိုစစ်ဆေးပေးပြီးနောက်ရှုကတော့တင်းယောက်ျားဘာမှမဖြစ်ပါဘူးအဆိုင်ထားတာကြောင့်သွေးခဲကပျော်သွားပါပြီမကြခင်တတိယလာလိမ့်မယ်လို့ပြောတယ်အဲ့ဒီစကားကိုကြားတော့ကျမရင်တုံရမလို့ဝမ်းသာရမလို့ဖြစ်သွားတယ်ဒီလောက်အချိန်ကြာကြီးပြီးမှသူမှတ်ဉဏ်တွေပြန်ရလာတော့မှလားကျမအာချမ်းကိုတန်ရောစင်တွေမိနေပြီလေသူတာမှတ်ဉဏ်ပြန်ရလို့ထွက်သွားရင်ကျမဘယ်လိုလုပ်မလဲဆရာဝန်ကဒါကတော့သူနိုးလာတဲ့အခါဘယ်လိုဖြစ်မလဲဆိုတဲ့အပေါ်မှာမူတည်တာပေါ့လို့ပြောတယ်
ဆရာဝန်ကနန်းတွင်သမားတော်ရဲ့မြေးဆိုတော့တကယ်ပဲတော်တဲ့ဆရာဝန်တူပါအဆိုင်ပြီးနောက်မှာအာချမ်းကဖြည်းဖြည်းချင်းနိုးလာခဲ့တယ်။သူမျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်လိုက်တဲ့အချိန်မှာကျမမျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာပြီးသူ့လက်ကိုလှမ်းကင်လိုက်တယ်။အာချမ်းမင်းနောက်ဆုံးတော့နိုးလာပြီပဲအကုန်လုံးကျမအဖြစ်တွေပါ။မင်းကိုမရိုက်လိုက်တင်ဘူး။ဒါပေမဲ့သူ့မျက်ဝန်းတွေထဲမှာအေးဆက်ခတ်ထန်မှုနဲ့ရက်ဆက်ကြမ်းကြုတ်တဲ့အရေးအယောင်တွေကိုကျမမြင်လိုက်ရတယ်။ကျမလန့်ထန်သွားပြီးဘာမှဆက်မလုပ်ရဲပဲတောင်းတောင်းကြီးဖြစ်သွားမိတယ်။အဲ့ဒီအကြည့်ကအာချမ်းရဲ့အကြည့်မျိုးမဟုတ်ဘူး။အာချမ်းရဲ့မျက်လုံးတွေကအမြဲတမ်းတောက်ပပြီးနှွေးထွေးမှုတွေနဲ့ပြည့်နေနေတာလေဒါပေမဲ့အခုသူ့ရဲ့အကြည့်ကတော့တင်းမာပြီးအေးဆက်လွန်နေတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှတင်သူ့ရဲ့အကြည့်ကဦးကြောင်ကြောင်ကလေးလေးတစ်ယောက်လိုပြန်ဖြစ်သွားပြီးမိမမငိုပါနဲ့ကျွန်တော်ဘာမှမဖြစ်ပါဘူးမနာတော့ဘူးလို့ပြောတယ်တော်သေးတာပေါ့မင်းတို့လာလို့နေလို့မကောင်းတာရှိသေးလားတခုခုကိုမှတ်မိလားမမှတ်မိဘူးဘာမှမမှတ်မိဘူးမိမကိုပဲမှတ်မိတယ်ပြီးတော့ခေါင်းနဲ့ကြိုက်တယ်မမှတ်မိရင်လည်းအတင်းမတွေးနဲ့တော့မင်းနေကောင်းဖို့ပဲအရေးကြီးတယ်ဒါပေမဲ့ဆေးကိုတော့ဆက်တော့ရမယ်နော်ကျမလည်းကျေးဇူးတင်စကားဆိုရင်ဆရာဝန်ကိုလိုက်ပို့လိုက်တယ်အိမ်ထဲပြန်ဝင်လာတော့အာချမ်းကကျမနောက်မှာမတ်တက်ရက်နေတာကိုမြင်ရတယ်ကျမတို့စီအမြန်ပြေးသွားပြီးတွဲလိုက်ရင်မင်းအခုတင်ပဲနိုးတာကိုအပြင်မှာဘာထွက်လုပ်နေတာလဲသွားပြန်လာတော့မင်းဘာမှမဖြစ်တာတော့သေးတာပေါ့မင်းသာတခုခုဖြစ်ရင်နောက်တစ်စက္ကန့်မှတင်အာချမ်းကခေါင်းကုန်ပြီးကျမရဲ့နှကန်းတွေကိုငုံနှမ်းလိုက်ပြီးကျမပြောမယ့်စကားလုံးတွေကိုအကုန်အာကတွင်နဲ့တင်းကျုံယူသွားတော့တယ်ကျမနဲ့အာချမ်းကအရင်ကလည်းနမ်းပူပါတယ်ဒါပေမဲ့အမြဲတမ်းဖွားဖွားလေးချီယုံတင်နှမ်းခဲ့တာပါအာချမ်းမင်းဘယ်တော့မှစပြီးဒါမျိုးတွေတက်နေတာလဲအာချမ်းကကျမကိုတင်းတင်းကြပ်ကြပ်ဖတ်ထားရင်အာချမ်းကမိမနာမှာအမြဲတမ်းရှိနေမှာပါလို့ပြောတယ်သူကပို့ပြီးတော့ကရုဏာတက်စရာကောင်းလာသေးတယ်အဲ့ဒီနေပြီးကလေးကအာချမ်းကအရင်တိုင်းဘာမှပြောင်းလဲမှုမရှိဘဲနေခဲ့ပါတယ်ဒါပေမဲ့ကျမတို့နှစ်ယောက်တည်းရှိနေတဲ့အချိန်တွေမှာအထူးသဖြင့်လင်မယားအိမ်ယာထဲမှာအရာအလုံးကတခုခုထူးခြားကွဲပြားနေတယ်ဆိုတာကိုကျမသတိထားမိလာတယ်။သူကအရင်လိုနည်းနည်းပပနဲ့မရောက်ရဲတော့ဘူး။မရောက်ရဲုံတင်မကဘူးနီလန့်တဲ့အစမ်းတွေကိုပါရှောက်ပြီးဆန်းတက်လာပါတော့တယ်